အားလုံးတော့မင်္ဂလာပါအခုကျွန်တော်မြင်တွေ့နေရတဲ့နေရာကတော့ဖလော်ရီဒါမီယာမီနာဂကာကြီးကျနာတဲ့နေရာဖြစ်ပါတယ်ဒီနေရာပြည်တော့နေရာမီအဖြစ်ကာကြီးကျနာတဲ့နေရာမရှိတော့တဲ့အတွက်မြန်မာဖလော်ရီဒါရဲ့အကြီးဆုံးကာကြီးကျနာတဲ့နေရာဖြစ်ပါတယ်ဒီနေရာပြည်တော့မီယာမီအဖြစ်ကာကြီးကျနာတဲ့နေရာမရှိတော့တဲ့အတွက်ဒီနေရာမဝဲများမီကိုတွားတဲ့ကားကြီးတွေဒီနေရာမဝဲများအေးရပါတယ်။ဒါကြောင့်အခုကညနေ7:01ရှိပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာကားပါကင်တီနေတလောက်ရှိနေပါပြီ။နောက်ထပ်7နာရီလောက်ဆိုရင်ဒီနေရာကပါကင်တီတော့မှာဖြစ်ပါတယ်။နေရာမီနဲ့အဒီဆုံးနေရာများမီတွားတဲ့လမ်းမှာနောက်ဆုံးကားကြီးကျနာတဲ့နေရာညအခြေအနေပဲဖြစ်ပါတယ်ဗျာ